Assalamualaikum အခု blog လေးရတော့ဂျေဒနာသွားတဲ့ blog လေးကိုရိုက်ပြထားပေးပါတယ်နော်ဂိတ်တစ်နေရာကနေသွားမယ်နော်လိုင်းကားစီးပြီးသွားမယ်ဆိုတော့လေမြန်မာဟာကြီးအများဆုံးသိရတော့ခဲပေါက်ပြီးပြန်လာတဲ့လှိုင်ကူလမ်းပေါ့နော်လိုင်းကားလေးရောညီမတို့ကတော့30စီးသွားတယ်ပေါ့နော်လမ်းလျှောက်တာနည်းနည်းနီးအောင်ပေါ့နော်တစ်ဆင့်နဲ့စီးကျင်တဲ့လူကပထမညီမပြပေးတဲ့ဆဖာနဲ့မရဝါအဲ့တောင်အောက်က30ကိုဂိတ်ဆုံးစီးဝိုင်းတော့ရောက်ပါတယ်ပေါ့နော်ဒါညီမတို့က3ဆင့်စီးတယ်ဆိုတော့နံပါတ်8ပေါ့နော်နံပါတ်8ပြစီးပြီးသွားပါတယ်နော်သူရဲ့ဟိုလိုအဲ့လိုမျိုး LED ဘုတ်ကလေးမှာလည်းရောက်တဲ့မှတ်တိုင်လေးတွေပြထားပေးပါတယ်အခုကတော့ကာစီဝါပါပြီပဲပေးပါတယ်တိုင်ပန်းနေနဲ့အရန်လှိုင်နော်ဂူကြီးကိုလည်းဖြစ်ပါတယ်ရှင်လေးကတော့ခဲပေါက်ပြီးညီမတို့လမ်းလျှောက်ပြန်လာတဲ့ကူပါနော်မြန်မာဟာကြီးအများဆုံးသိပါတယ်နော်ကဲအပြင်လည်းရာသီဥတုလုံးဝတာရတယ်ကိုကားပြောင်းမလို့ကားဂိတ်မှာဆင်းလိုက်ပါတယ်နော်ရာသီဥတုကလည်းအဲ့လိုမျိုးလေးတာရနေပါတယ်ရှင်နော်ဒါညီမတို့နံပါတ်9ကားကိုစောင့်နေပါတယ်လက်မှတ်ကတော့ free ပါဒီမှာလက်မှတ်ဝယ်ဖို့အကုန်လုံးစက်တွေပိတ်ထားရဲဆိုတော့ညီမတို့ကတော့သွားအပြန်တစ်ချက်မှမကုန်ပါဘူးနော်လိုင်းကားမှာပတ်စံမပေးရပါဘူးကိုကားပေါ်ရောက်ပါပြီနော်ကဲအပြင်လေးကိုလည်းငေးတယ်ရာသီဥတုကလုံးဝတာရတယ်နော်မမတို့နော်ညီမတို့အမနော်ဘုံမှာ356မှာဆင်းပါမယ်နော်ညီမတို့3မှတ်တိုင်4မှတ်တိုင်ပဲစီးလိုက်ရပါတယ်ပေါ့နော်ဒီအလီဘုတ်လေးမှာလေဦးညီမတို့ရှစ်ကားစီးရဲဆိုရင်6ကားရောက်တဲ့မှတ်တိုင်ဆိုတော့6လေးပြထားတယ်နော်6ကားစီးရင်10မှတ်တိုင်ပေါ့နော်အဲ့ဒီမှာအလီဘုတ်လေးမှာပြထားတယ်10ကားစီးရမယ်ဒီမှာဆင်းလိုက်ရုံပဲလမ်းလည်းအများကြီးမရှောက်ပါဘူးတက်တာပဲရှိရဦးညီမတို့ကဆင်းလိုက်ပါပြီဒီမှာ6ကားပေါ်ဆင်းတယ်မှာ6ကားကြီးထွက်သွားပါပြီနော်ကားတစ်စီးနဲ့တစ်စီးကလည်း2မိနစ်လောက်ပဲစောက်ရတယ်နော်မမတို့နော်လုံးဝတက်တာရှိတယ်ကဲနံပါတ်10ကားပေါ်ရောက်ပါပြီဒီမှာနံပါတ်10လေးနော်နံပါတ်10ကတော့မမတို့လုံးဝတောက်လျှောက်ဂိတ်ဆုံးတာစီးရပါမယ်နော်ဂိတ်ဆုံးပါရှင်ကဲအမဘိုက်စားလို့မုံလေးစားပါတယ်ထမင်းမစားပါဘူးဆိုတော့ဘိုက်တွေစားပါတယ်အပြင်ရာသီဥတုလည်းလုံးဝတာရတယ်နော်မမတို့နော်ကဲမုတ်လေးတော့စားပြီးတော့သွားတယ်နော်မမတို့နော်3ဆင့်စီးရဲ့အပေါ်မှာလုံးဝတက်တာရှိရယ်နော်တစ်ဆင့်နဲ့စီးကျင်တဲ့လူတွေကလည်းလေဂိတ်ဆုံးက30ဟိုပါစီးွားနော်ဂိတ်နဲ့ဂိတ်ဆုံးဆိုရောက်ပြီနော်မမတို့နော်ကဲဒါရောက်တော့မယ်နော်ဒီမှာလှတယ်အပြင်ရသည်ဥရုလည်းကဲရောက်ပြီဟိုးမှာပလီလေးတွေ့နေရပါပြီဂျေဒါနာပလီကိုတွေ့နေရပါပြီနော်ကိုရီတူးတယ်တော့မဟုတ်ဘူးအမှဟိုဟာတွေလည်းပါတယ်အင်ဒိုတွေလည်းပါတယ်နော်ကဲတကြမ်းမှမကုန်မဂျေဒါနာပလီကိုရောက်သွားပါပြီမမြင်နေရရနော်အရန်လှပါတယ်မမတို့ဂျေဒါနာပလီပါဒီ10ကားကဒီဂျေဒါနာမှာဂိတ်ဆုံးမယ်နော်ညီမတို့ပြန်ရင်လည်းဒီ10ပဲပြန်စီရမှာကဲဆင်းမတော့မင်းကားပေါ်ကနေကဲဆင်းမပြီးထီးချောင်းလည်းထက်မှတေးကင်ထားတယ်နော်သူများအလကားပေးလို့ရထားတဲ့ဒီလေးပါကဲဆင်းမပြီးမမတို့ရေကဲသွားပါပြီရှင်အရှိကနေကိုလမ်းသိတယ်ပေါ့ဝင်ပါပြီရှင်နော်မမတို့နော်ကဲသွားပြီးရှင်ကဲသွားပါပြီရှင်မမတို့ရေနော်ဒီမှာအရှိမညီမတို့ရဲ့အမျိုးသမီးဝဇူလုတ်တဲ့နေရာရှိရဲနမတ်ဖတ်ခန်းရှိပါတယ်နော်ညီမကတော့ဝဇူလုတ်မယ်နမတ်ဖတ်ဖို့သွားနေပါပြီအနောက်ကတော့ရိုက်ပြီးပါတယ်အမျိုးသားလေးရနော်တဲ့တော့လေးတိုက်နေရောလှနေရောမကြည့်လေးကတော့တဟူဟူပဲလုံးဝနော်နေတာပူတာရာသီဥတုတော့လုံးဝမပူပါဘူးကဲတက်သွားပါပြီဒါအမျိုးသမီးတွေတက်တဲ့ဘက်ကတက်သွားတာပါနော်ဒါကဲဦးရေတွင်းကိုသွားနေပါပြီเนาะရေတွင်းကတော့သူကတမိုင်းကတော့ပိတ်လိုက်ပြီပေါ့เนาะဘာဖြစ်လဲလူတွေရဲ့အထင်မှားမှုကြောင့်မှာကဘာပေါ်မှာအကောင်းဆုံးရေကတော့မတို့ရမ်ဆန်ကြီးပါပဲเนาะအမျိုးသားဝိပုခံပေါ့နော်ဒါအထဲမှာအကုန်အေးရကွန်းနေရနေတာမို့အရန်အေးရတိလားဟိုသူကအေးရကွန်းနေရလေဒီအမျိုးသမီးဝဇူခန္ဓာပိုင်ခန္ဓာမှာအစအေးရကွန်းတက်ထားပေးရသူကကဲအဲ့လိုဆိုရင်ညီမတို့အခုဒါပြန်มาတော့မယ်เนาะညီမတို့အခုဘတ်စကားမှတ်တိုင်ကိုတော့ပါမယ်เนาะကဲဒါပလီသမိုင်းပုတ်လေးပြပေးမယ်ဒါတော့ပလီရဲ့သမိုင်းပုတ်ကလေးပါမမတို့เนาะဒီမှာသူတို့ဒီမှာရေးထားပါတယ်เนาะတချို့တွေကြောက်လဲဖတ်တတ်တော့ဖတ်တယ်ကိုကတော့မဖတ်တတ်တော့မဖတ်တော့ဘူးကဲဦးဒါလိုင်းကားဂိတ်ကိုသွားပါမယ်ကား30ကားပြန်စီးပါမယ်เนาะမမတို့လိုင်းကားဂိတ်လေးသွားနေပါပြီညီမတို့အခုဒါအေရန်နီရဲ့နဲ့တော့နဖီနတ်ကတော့ဖတ်ပြီးပြီပေါ့เนาะဒါအေရန်နဲ့ရောက်သွားပြီပေါ့เนาะသွားနေပါပြီလိုင်းကားလေးကိုပါမမတို့ဥမရာထပ်ပြီးတစ်ချိန်ထပ်ရတယ်ပေါ့နော်ဥမရာကတော့ဒီဟိုစအရာမှာလုတ်ပါတော့မယ်နော်ကဲတွားနေပါပြီမမတို့ပေါ်ဝါနဲ့လှတယ်နော်ပေါ်ဝါလေးအကုန်လုံးဘေးဒုက္ခပဲနော်ညီမဘေးဒုက္ခရောင်းနေဆိုဘေးဒုက္ခပေါ်ဝါတွေဘေးဒုက္ခအင်ဂျီတွေပဲအကုန်လုံးကဲတွားပါပြီရှင်ကဲလာလိုင်းကမှတ်တိုင်လေးပါကိုလိုပဲသူများတွေလည်းစောင့်နေပါတယ်30ကားကိုကဲကိုလိုပဲသူများတွေလည်းလိုင်းကားကိုစောင့်နေပါတယ်ရှင်ကဲလိုင်းကားလေးစောင့်နေပါပြီအမတို့ရေနော်ပဲလေးပေးလိုက်ပါတယ်ရှင်ကဲကားပေါ်ရောက်ပါပြီတောင်ကြီးအရန်လှတယ်သိလားသူကလေလုံးဝတောင်တန်းကလေဘယ်လိုပြောမလဲဟိုကြောက်ဆောင်ကြီးအဲ့လိုမျိုးကြီးဖြစ်နေတာတိလားတော်ကြည့်လို့လှတယ်လမ်းတစ်လျှောက်အရန်လှတယ်နော်တချို့နေရာဆိုဘေးနှစ်ဖက်တောင်မှရှိရယ်ပေါ့နော်အိမ်နေတိတ်မရှိ
ကဲဒါကတော့ဘောလုံးကွင်းလေးပေါ့နော်ဘောလုံးကွင်းလည်းတွေ့ခဲ့ပါတယ်လမ်းတစ်လျှောက်အောင်လုံးလည်းအရန်လှပါတယ်နော်ကားလေးကတော့မမတို့တစ်နာရီခွဲလောက်စီးရပါတယ်ပေါ့နော်တချို့ကကြောအမတွေပေါ့နော်ကား3စီးမစီးချင်ဘူးဆိုရင်10ကိုဂိတ်ဆုံးစီပါရောက်ပါတယ်လမ်းတော့အဝေးနည်းနည်းလေးတော့ရှောက်ရမယ်နော်ညီမတို့တော့တိတ်မရှောက်ပါဘူး3စင်စီတော့လေကဲကားပေါ်မှာပဲလေးပေးလိုက်ပါတယ်ရှင်ဒါကတော့အမတို့နောက်ဆက်တစ်စင်ပေါ့နော်ညီမတို့ပြန်နေတာဖြစ်တဲ့အတွက်ကြောင့်အသွားပုံစံမျိုးပဲအပြန်လဲစီးရပါတယ်နော်ကဲကားပေါ်မှာနည်းနည်းလေးပေးလိုက်ပါတယ်ရှင်ကိုမပိုင်မပြီးဆိုတော့လေနော်ကိုပုံလေးကတော့ဘာမှပေါ့နော်ကဲမတို့ရေဒါကညီမတို့ဟာရန်နဲ့ပြန်နေပြီဆိုတော့လက်ပိုက်ကလာလေးဆိုရပါတယ်เนาะတလန်းလုံးလက်ပိုက်ကလာလေးဆိုရတယ်အဲ့ဒါနဲ့ဆိုတော့လေเนาะကဲရောက်တော့မယ်เนาะဒါလေးကတော့ကဲရောင်းမချီတီတက်ပါပြပေးတာပါเนาะဒီအခုကားလေးကကျတော့နည်းနည်းလေးဟာရန်နဲ့သွားတဲ့ကားဆိုတော့နည်းနည်းလူများတယ်ဒါကိုခဲပေါက်ပြီးပြန်လာတဲ့ဂူကိုဖြတ်နေတာเนาะဒါဂူထဲကမောင်းနေတာကဲအပြင်ရောက်ပါပြီနိုင်စင်ကိုမြင်နေရပါပြီเนาะနိုင်စင်မြင်ရပြီဆိုဟာရန်နဲ့ရောက်ပါပြီရှင့်နောက်ထပ်လမ်းလေး9မိနစ်လောက်ရှောက်လိုက်ရရင်เนาะကာဘာတဲ့ကိုရောက်ပါပြီတို့เนาะစီးတော့ညီမတို့အာဂျီတာနံပါတ်2ကနေစီးတယ်ဆင်းတော့အာဂျီတာ4မှာဆင်းပါတယ်လမ်းလေးကတော့မမတို့3မိနစ်လောက်လေးပဲပိုရှောက်ရတာအရှိမကားမတိုင်ညီမတို့စီးတဲ့ကားမတိုင်ရှိရညီမပြပေးပါမယ်เนาะမမတို့အခုကတော့မရောက်သေးဘူးဆိုတော့လမ်းလေးနည်းနည်းရှောက်လိုက်ပါမယ်လမ်းတစ်လျှောက်ကလုံးလေးနေလေးရိတ်နေမပူဘူးဒီလားနေရိတ်နေတယ်เนาะကဲနေရိတ်နေရဆိုတော့ရှောက်ပါတယ်เนาะဒီလမ်းကတော့အများဆုံးသိပါတယ်ခဲပေါက်ပြီးတော့ညီမတို့ခဲပေါက်ပြီးပြန်လာပြီးလမ်းလျှောက်တဲ့လမ်းမှာပေါ့เนาะဒီမှာတော့ဒီလမ်းမှာတော့မြန်မာဟာကြီးကတော့နေတယ်မမတို့2ပွဲ3ပွဲလောက်ပဲပေါ့เนาะအများဆုံးကတော့မြန်မာဟာကြီးတဲတာတော့ညီမတို့ဟိုဘက်အချမ်းအီဗရိုင်ခလီလမ်းမှာတဲတာများပါတယ်ပေါ့เนาะကဲလမ်းလေးလျှောက်နေပါတယ်မမတို့ဘတ်စကားမတိုင်ရအောင်ညီမပြပေးပါမယ်เนาะနည်းနည်းလမ်းလျှောက်ကောင်းနဲ့လျှောက်နေပါတယ်အကုန်လုံးနောက်မှာထားခဲ့ပါတယ်ရှင်လေးလေးရိတ်နေရောစိတ်ချမ်းနေတာနေရောပဲเนาะမမတို့เนาะကဲသွားနေပါပြီရှင်အရှိမရှိပတ်စကာမှတ်တိုင်ရှိပါမယ်ပြတ်ပေးပါမယ်နော်မမတို့နော်မမတွေကတော့အရန်ဒီအခုကားစီးရတာလေးကားစီးရတာပြောဖို့မေးနေကားစီးရတာတော့တစ်နိုင်ခွဲလောက်တော့စီးရတယ်နော်မမတို့နော်တစ်နိုင်ခွဲရလဲလေတက်တာရှိရဲ့အရာကွန်ကားလေးဆိုတော့လေလုံးဝစီးလို့ကောင်းပါတယ်ရှင်ကဲသွားနေပါပြီရှင်လမ်းလေးကိုငိမ့်ပြီးတော့သွားနေတာနော်သူများရဲ့မှာလှဲတွန်းနေတာတွေ့လေမလှဲပေါ်အောင်တတ်ထိုင်လိုက်ချင်တော့တယ်ဟိုမှာအရှိမလှဲတွန်းပြီးသွားတာကြီးမိုက်တယ်ကိုကတွန်းစရာမလိုသူကသူ6လေးနဲ့ကဲပြီးသားလိုက်တာနော်ဟိုမှာအရှိမဘတ်စကားတွေရက်ထားတယ်ပြပေးမယ်နော်အဲ့ဒါတော့ညီမတို့သွားတော့ကစီးတဲ့မှတ်တိုင်မှာပေါ့နော်စီးတဲ့မှတ်တိုင်ပြန်ဆင်းတော့မှတ်တိုင်ကနည်းနည်းလေးပြန်ပြီးလမ်းလျှောက်ရတယ်ဟိုမှာညီမပြပေးတော့ဘတ်စကားတွေအဲ့ဒီကနေစီးရတာပါနော်မမတို့အဲ့ဒီကနေစီးရတာဆိုနည်းနည်းနီးပါတယ်ဒီမှာပြပေးမယ်နော်ဟိုမကားလေးဒီမှာနည်းနည်းအနီးကပ်ကလေးပြပေးမယ်နော်နည်းနည်းလေးဝေးသေးတယ်နော်နံပါတ်8ပါညီမတို့နံပါတ်8စီးရတာနော်အဲ့ဒီထိတ်ရနေပြီနော်အပြာရီပင်လဲရောက်တော့မယ်ဆိုတော့မမတို့ blog လေးကိုပိတ်လိုက်ပါမယ်နော်နောက်ဖေအုံနာလဲလုပ်ရမယ်စိတ်လဲပြည့်ရမယ်အဲ့ဒါလေးတော့မရိုက်ပြတော့ပါဘူးမမတို့ဒီဟာလေးကသွားချင်တဲ့သူတွေအတွက်ကိုညီမတို့ရိုက်ထားပြီး blog လေးဖြစ်ပါတယ်အားလုံးပဲအစ္စလာမ်အလိုင်ကွမ်ကျေးဇူးအများကြီးတင်ပါတယ်မမတို့